2022 ခုနှစ်ဖေဖော်ဝါရီလလောက်မှာအမေရိကန်နိုင်ငံတက္ကဆက်မြို့က73နှစ်ရဲ့ကောင်မလေးတရားဟာ robot game ကိုစောကစားနေရတဲ့လူကုန်ကူးတာခံခဲ့ရပါတယ်။ဖြစ်ပေါ်ကတော့ဒီလိုပါ။အဲ့ဒီကောင်မလေးရဲ့နာမည်ကကေလာလို့ခေါ်ပြီး robot မှာ online grooming လုပ်တာခံခဲ့ရပြီးလူကုန်ကူးသမားတယောက်ရဲ့လေလင်ချင်းကိုခံခဲ့ရတဲ့အပြင်လူကုန်ကူးသမားတွေရဲ့ဖမ်းဆီးခြင်းကိုပါခံခဲ့ရပါတယ်။ဒီလိုနဲ့အဲ့ဒီကောင်မလေးကို FBI နဲ့ဒေတာခန့်ရေးတွေပူးပေါင်းပြီးလက်လံချပေးခဲ့ရပါတယ်။ဒီနေရာမှာ online grooming ဆိုတာပါလဲ။ online grooming ဆိုတာကအင်တာနက်ကနေတစ်ဆင့်လူတစ်ယောက်ကကလေးတွေလူငယ်တွေရဲ့ယုံကြည်မှုကိုရရှိဖို့ကြိုးစားပြီးနောက်ဆက်မှာသူတို့ကိုလိပ်ပိုင်းဆိုင်ရာကိုကြီးကုတာနဲ့ဆိုင်တဲ့အကြမ်းဖက်မှုတွေပြုလုပ်ဖို့ရည်ရွယ်ပြီးအဆင့်5ဆင့်နဲ့စနစ်တကျတင်နေတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ပြစ်မှတ်ထားတဲ့ကလေးတစ်ယောက်ကိုချစ်စရာအဗာတာသုံးပြီးအဲ့ဒီကလေးနဲ့ပုံမှန် chat box မှာစကားပြောပြီးယုံကြည်မှုတွေရအောင်ယူကြတာပါယုံကြည်မှုရရှိတဲ့အခါမှာတော့ကိုကြီးကိုတာချက်လက်တွေဖြစ်တဲ့အသက်နေရလိမ့်စာမိဘအကြောင်းနဲ့တက်ပုံဗီဒီယိုတွေတောင်းမှာဖြစ်ပါတယ်နောက်ဆက်အနေနဲ့စိတ်ပိုင်းဆိုင်ရာချက်လက်ဖို့သူတို့ပြမှတ်ထားတဲ့ကလေးနဲ့လူငယ်တွေကိုမင်းကရှိဖို့ကောင်းတယ်မင်းကအရန်တော်တယ်လို့ရှင်းမတက်ပြီးဆက်ဆံရေးတည်ဆောက်မှာဖြစ်တယ်အဆင့်၄အနေနဲ့ကလေးတယောက်တော့မဟုတ်လူငယ်တယောက်ရဲ့ယုံကြည်မှုနဲ့ကောင်းမွန်တဲ့ဆိုင်ရရှိသွားတဲ့အခါမှာတော့လေပန်းဆိုင်ရာဗီဒီယိုတွေတက်ပုံတွေကိုတောင်းတာဒါမှမဟုတ်မိဘတွေမသိအောင်အပြင်မှာအကြောင်းအရာတစ်ခုခုကိုအကြောင်းပြပြီးပြေးဖို့ချိန်ပါပါနောက်ဆုံးအနေနဲ့ကလေးတယောက်ကသူတို့ချိန်ထားတဲ့နေရာရရှိသွားတဲ့အခါမှာတော့ဒီကုန်ကူးတာဓမြတိုက်တာလေပန်းဆိုင်ရာအကြမ်းဖက်တာနဲ့အတူအဆိုးဆုံးလူတက်မှုထိပါကျူတော်နိုင်ပါတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုကိုကလေးတွေကြည့်နေမယ်ဆိုရင်အင်တာနက်ပေါ်ကမသိတဲ့လူတွေနဲ့ကိုကြီးကူတာအချက်လက်မျှဝေဖို့နဲ့မိဘတွေဒီနေ့ကလည်းကိုကလေးတွေကိုအဲ့လိုမဖြစ်ရလေအောင်တရားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ရိုးရိုးမစီပို့ရုံတော့နဲ့တော့ online grooming ဖြစ်နိုင်ပေမဲ့လတွေနေ့တွေကြာသွားတဲ့အခါမှာမဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူး။ကဲဒါဆိုရင်ခုနကလူကုန်ကူးခံရတဲ့ကလေးမစီကိုပြန်သွားရအောင်ပါ။ကဲလာဆိုတဲ့ကောင်မလေးကတခြားကလေးတွေလိုမျိုးပဲဘိုးဆိုတဲ့ကင်းကိုအမြင်လို့စောကစားကြီးရှိတာပါ။သူ့ရဲ့မိဘတွေကလည်းအလုံးများပြီးသူတို့ရဲ့သမီးလေးကိုအချိန်မပေးရတာကြောင့်ကဲလာလေးမပြင်းရလေအောင် iPad လေးတစ်လုံးပေးခဲ့ပါတယ်။အဲ့ဒီ iPad နဲ့ကဲလာက robot ဆိုတဲ့ game ကိုစောစားခဲ့ပါတယ်။ robot ကိုကစားနေတဲ့တနေ့မှာတော့သူ့ရဲ့ account ကို Brandon လို့ခေါ်တဲ့အသက်16နှစ်ရွယ်လို့ယူဆရတဲ့လူတစ်ယောက်က message ပို့လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်စကားပြောပြကြပြီး robot ဆော့ကစားရင်းနဲ့တငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ကဲလာရဲ့တငယ်ချင်းက Zoom ကနေစကားပြောရင်းနဲ့ကဲလာရဲ့ပုံတွေဗီဒီယိုတွေကိုတောင်းခဲ့ပြီးကဲလာကလည်းသူ့ကိုယုံကြည်တာကြောင့်လွတ်လပ်လေးနဲ့ပဲသူ့ရဲ့ပုံတွေဗီဒီယိုတွေကိုပြလိုက်တာပေါ့နောက်ပိုင်းကျမှပဲ Brandon ဆိုတဲ့လူကအသက်25နှစ်အရွယ်ဆိုတာကိုရဲတွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီးမှတီးခဲ့ရတာပါရဲတွေကဘာဖြစ်လို့သူ့ကိုဖမ်းတာလဲဆိုတော့သူကပြန်ပြီးဆွဲသမားဖြစ်လို့ပါပဲရဲတွေရဲ့ဖမ်းဆီးတော့မခံရခဲ့အချိန်လေးမှာသူတို့နေရာရင်းနေပြီးတလားလောက်ကြာတဲ့အခါမှာBrandon ဆိုတဲ့လူကကဲလာရဲ့မိဘတွေမသိအောင်တီးခင်တဲ့ The Brover Meeting တစ်ခုမှာတွေ့ဖို့ဆိုပြီးရှင်းခဲ့ပါတယ်။ The Brover Meeting ဆိုတာက robot တွေက game တွေကိုဖန်တီးတဲ့လူတွေနဲ့ကြည့်ဆုံရတဲ့ပွဲပါ။ကဲလာကလည်း robot The Brover ဖြစ်ဖို့ဆိုတဲ့အိမ်မက်နဲ့တွားရောက်ခဲ့ပါတယ်။ robot The Brover ဆိုတာက robot ဆော့ကစားသူတွေအချို့ပြရှင်ကြတဲ့အရာဖြစ်ပြီးThe Brover ဖြစ်ဖို့က robot တွေက game တွေကိုဖန်တီးပေးရတာပါ။အဲ့ဒီကနေတစ်ဆင့် robot တွေက robot တွေနဲ့လက်တွေဝင်ငွေတွေလည်းရရှိနိုင်မှာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့ကိုခေါ်ရတဲ့နေရာကသူစိတ်ကူးထားတဲ့ gaming studio တခုမဟုတ်ပဲအလွန်ပိတ်ထားတဲ့အခန်းတစ်ခုကိုပဲရရှိသွားခဲ့ရပါအလွန်ပိတ်အခန်းလေးကိုရရှိသွားတဲ့အခါမှာကွန်ပျူတာသမားတွေကကယ်လာကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုလုပ်ပြီး online မှာ live ဆွေးနွေးခဲ့ပါတယ်အဲ့ဒီတော့မှပဲကယ်လာကသူကွန်ကူးခံရပြီးဆိုတာသိလိုက်ရတာပါသူမိဘတွေကလည်းသူ့သမီးလေးအိမ်ပြန်မလာတာ3ရက်ရှိပြီဖြစ်တာကြောင့်စိတ်ပူပြီးတော့ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်ဒီလိုနဲ့ FBI ရေးတပ်ဖွဲ့ကIT France နီးပညာနဲ့ပူးပေါင်းပြီးကယ်ရာရဲ့ဂျီနီယာကိုရှီယာခံနိုင်ခဲ့ပြီးသူမကိုကယ်တင်ဖို့90နာရီကြာမြင့်ခဲ့ပါတယ်။ဒေသခံရဲတပ်ဖွဲ့နဲ့ FBI ရဲတပ်ဖွဲ့တို့ရဲ့ကြိုးပမ်းမှုကြောင့်ကယ်ရာကိုသူမိဘတွေစီကိုဒေးမတိရမခပဲပြန်လည်ရောက်ရှိနိုင်ခဲ့ပါတယ်။ဒါပေမဲ့လေမန်းဆိုင်ရာအာရမပြုကျင်းရင်ခံရတာကြောင့်သူမရဲ့စိတ်ထဲမှာတော့အဲ့ဒီဖြစ်ပျက်တွေကိုမမေ့နိုင်ပဲဖြစ်ခဲ့ပြီးအခုလက်ရှိချိန်မှာတော့ robot ဆိုတာနဲ့သူကကြောက်ရွံ့သွားတဲ့အထိကိုဖြစ်သွားတာ။2022ခုနှစ်မှာတည်း robot platform ပေါ်မှာကဲလာဆိုတဲ့ကလေးမလိုမျိုးလူကုန်ကူးခံရတဲ့ကလေးစုပေါင်းအယောက်40ကျော်ထိဖြစ်ပွားခဲ့တာပါအဲ့ဒါအပြင်
robot တွေက robot တွေကိုအလကားပေးတဲ့ဆိုပြီးကိုကြီးကိုတာရှက်လက်တွေကိုခိုးယူသွားတဲ့ဖြစ်စဉ်တစ်ခုရှိပါလေရဲ့ဖြစ်စဉ်ကတော့ကလေးတယောက်ကသူ့တငယ်ချင်းတို့လိုမျိုး robot မှာ avatar လေးတွေလူရင်းနဲ့ robot တွေလည်းဝယ်ရင်းနဲ့ဒါပေမဲ့သူ့မောင်ငွေမရှိဘူးအဲ့ဒါကြောင့်သူက Facebook မှာ free robot ဆိုတဲ့ group တစ်ခုကိုဝင် join ခဲ့ပါတယ်အဲ့ဒီ group တွေကပို့တစ်ခုမှာ robot ထောင်ကိုအလကားပေးရဆိုပြီးတော့တင်ထားတာပါအဲ့ဒီလိုနဲ့ကလေးက robot ထောင်တွေကိုလိုချင်သွားပြီးပို့တင်တဲ့သူနဲ့စကားသွားပြောခဲ့ပါတယ်ပို့တင်တဲ့သူကကလေးကို robot မပေးခင်မှာကလေးရဲ့ account info တွေကိုတောင်းခဲ့ပါတယ်ကလေးကလည်း robot တွေကိုလိုချင်တာကြောင့်ပြလိုက်ပါတယ်အဲ့ဒီကလေးမြည်လိုက်တာကသူ့ account တွေက info တွေကိုတောင်းတဲ့လူကဂိမ်းမှာတယောက်မဟုတ်ပဲလူလိမ်တယောက်ဖြစ်တယ်ဆိုတာပါပဲအဲ့ဒီလူကကလေးပေးထားတဲ့ information တွေယူပြီး account တွေကကိုကြီးကိုတာ share လက်တွေကိုယူပြီးတဲ့အချိန်မှာတော့ video call ခေါ်နေပါတယ်အဲ့ဒီလူက video call မှာအဲ့ဒီကလေးကို robot ပေးဖို့ကသူရုပ်ပါတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုတောင်းခဲ့ပါတယ်ကလေးကမပေးချင်မဲ့တစ်ဖက်လူတွေကချိန်ချောက်လာတဲ့ကြောင့်မို့လို့ပြီးခဲ့ရပါတယ်နောက်ပြီးaccount ရဲ့ password တွေကိုတောင်းခဲ့ပါတယ်ကလေးကမပေးချင်ပေမဲ့ account ရဲ့ secret ကိုမပေးရင် account ကိုဖြည့်ရမယ်ဆိုပြီးထပ်ပြီးတော့ချိန်ချောက်လိုက်ပါတယ်နောက်ဆုံးမှာတော့ကလေးက robot ထောင်ကိုမရခဲ့တဲ့ပြင်ကိုမှသူ့ရဲ့ account နဲ့သူ့ရဲ့ကိုယ်ကိုယ်တာရှက်လက်တွေကိုပါခွေးပြခံခဲ့ရပါတယ်ကလေးကသူချင်းချောက်တာခံခဲ့ရတဲ့အကြောင်းကိုသူ့မိဘတွေကိုပြပြဖို့ကြောက်လာတဲ့အပြင်သူ့တငယ်ရင်းနှီးစီကရေမောခံရမှာဆိုတဲ့အတွက်ဘယ်သူနဲ့မှစကားမပြောချင်ပဲဖြစ်လာခဲ့ပါတယ်သူစော့နေကြ game ဖြစ်တဲ့ Roblox မှာလည်း login မလုပ်ဖြစ်တော့ပဲအဲ့ဒီအချိန်မှာသူနားလည်သွားတာ robot တစ်ခုအတွက်နဲ့ကိုယ့်ရဲ့ကိုယ်တာရှက်လက်တွေကိုပြရတာစိတ်အံ့နေရင်များတာဖြစ်တဲ့အကြောင်းပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုလေးမှာအမှားတစ်ခုပါသွားလို့ဆိုရင်ခွင့်လွှတ်ပေးပါလို့တောင်းဆိုချင်ပါတယ်။နောက်ပြီးကျွန်တော်ဗီဒီယိုကအားလုံးအတွက်အကျိုးရှိတယ်။တွေးစရာလေးတွေပေါ်လာတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ခဲ့လို့ရသလိုရိုက်လေးပြီးဒီဗီဒီယိုတွေကကလေးတွေနဲ့ပတ်သက်ပြီးပြောချင်တဲ့ကိုယ့်မြင်ကိုလည်း comment အောက်မှာဝေရရေးသွားလို့ရပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့။